Okay start မင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာကတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နယ်ကြားရွာကြားရွာဆိုတာရွာ3ရွာရှိတယ်အဲရွာ3ရွာတွေကကြားရွာအလဲရွာရဲ့ဘယ်နေရာလဲဆိုရင်အဘိဓမ္မာတောင်သာစေတမားတော်များအဖွဲ့ချုပ်ကလေကောင်းတဲ့ဂရင်ကြီးနာအထူးကုစေတမားတော်ကြီးဆရာဦးညီညီအောင်ရဲ့ဖွင့်သစ္စာလေကောင်းဂရင်ကြီးနာအထူးကုစေကန်းကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်ဘာကြောင့်ဒီ lift လေးကိုလွှင့်ပြီးတော့အခုဒီမှာမိတ်ဆွေများကိုပြောရလဲဆိုရင်ရွေချက်လေးရှိပါတယ်ဒါလေးကိုအဆုံးထိနားထောင်စေချင်ပါတယ်လို့ဆိုတော့ကျွန်တော်ရအောင်မှနေပါတယ်ရန်ကုန်ကနေလာတာကျွန်တော်မှာဝေဒနာလေးတစ်ခုရှိတယ်အဲ့ဒါကဂရင်ဂျီနာဆိုတာအဲ့ဂရင်ဂျီနာကကျွန်တော်ဘယ်လောက်ကြာပြီလဲဆိုတော့10နှစ်ပတ်လည်လောက်ရှိပြီ10နှစ်ပတ်လည်လောက်ရှိပြီအဲ့10နှစ်တော့တွင်းမှာလွန်ခဲ့တဲ့10နှစ်လောက်ကကျွန်တော်တင်ပါရဲ့ဘယ်ဘက်မှာစပြီးတော့ဖြစ်တယ်အဲ့တော့ဘယ်ဘက်မှာစဖြစ်တဲ့အခါမှာအတိမိတ်ဆွေခွဲစိတ်ဆရာဝန်ကြီးတယောက်ရှိတယ်အတိမိတ်ဆွေခွဲစိတ်ဆရာဝန်ကြီးစီမှာကျွန်တော်ခွဲပါတယ်ဆေးရုံမှာတက်ရောက်ပြီးတော့ခွဲစိတ်ကုသမှုခံယူပါတယ်ရစကားနဲ့ပြောမယ်ဆိုရင်တော့အင်္ဂလိပ်ဆေးပေါ့ဗျာအင်္ဂလိပ်ဆေးကုသမှုခွဲစိတ်မှုခံယူတယ်ဆိုတော့ရိုးသားသားကျွန်တော်ဝန်ခံပြီးပြောပါမယ်တစ်နှစ်ခွဲ2နှစ်နီးပါးလောက်ပျောက်သွားပါတယ်ပျောက်ကင်းသွားပါတယ်ဒါပေမဲ့အနာလေးကတော့နည်းနည်းလေးကြာတာပေါ့ဗျာခွဲတာတော့အနာကျက်ဖို့အသနုကျက်ဖို့မှစသဖြင့်ဆေးတွေထိုးဆေးတွေလိန်ဆေးတွေအမှုတ်ဖြူရတဲ့ဟာတွေတော်တော်လေးလောက်ရပါတယ်လိုက်ရပါတယ်ပြီးတော့နှစ်လောက်ကြာတဲ့အခါကျတော့ညာဘက်မှာပြန်ဖြစ်တယ်ဗျာညာဘက်ဖြစ်တဲ့ဟာကတော့နည်းနည်းလေးပို့ပြီးတော့ဆိုးလာပါတယ်အဲ့ခါကျတော့ဒီဂင်ဂျီနာရဲ့သဘောတဘာဝလေးကဖြစ်တဲ့အခါကျရင်ကြွလာတာဖြစ်လိုက်ခဏနေကြတော့ပြန်ပြီးတော့မှငြိမ်သွားလိုက်ချက်သွားလိုက်ပျောက်သွားလိုက်ဒီလိုလေးပေါ့လေအဲ့တော့ကျွန်တော်လည်းအလုံးမအားဟိုလုံးဒီလုံးဟိုသွားဒီသွားနဲ့လုံနေရင်းနဲ့အဲ့ဒီညာဘက်မှာဖြစ်တဲ့ဟာလေးကိုတစ်နှစ်လောက်ကြာတဲ့ခါမှာရန်ကုန်မြို့မှာပဲအပြင်အထူးကုဆေးရုံကြီးအထူးကုဆေးကန်းတစ်ခုမှာကျွန်တော်ပြန်ပြီးတော့ခွဲစိတ်ကုသမှုခံယူပါတယ်ညာဘက်မှာစောစောဘယ်ဘက်မှာအဲ့ဒီခွဲပြီးကြတဲ့ကနေမပြောက်ပါဘူးထိုးဆေးတွေထိုးတယ်စားဆေးတွေစားတယ်ဆိုတော့လူကလည်းစိတ်ကတမျိုးလေးဖြစ်သွားတာပေါ့ဗျာနော်မပြောက်ဘူးဆိုတော့ကဲနေဟာဆိုပြီးမှအလုတ်ကလည်းမအားအလုတ်တွေသွားရင်လာရင်လှုပ်ရင်းကန်ရင်းနဲ့ဒါ၄၅6 9နှစ်ကြာသွားတာပေါ့ဗျာပြီးတော့မှကျွန်တော်မနစ်ကအဲ့ဒီညာဘက်ကမပြောက်တဲ့ဟာကိုပဲထပ်ပြီးတော့တကယ်ဥမာအထုကုခွဲစိတ်သမားတော်ကြီးနဲ့ကျွန်တော်ဗမာပြည်မှာနာမည်ကြီးတဲ့ဆေးရုံကြီးတစ်ခုမှာခွဲပါသေးတယ်အဲ့ဒီခွဲတဲ့အရာလည်းပြောကြကြီးဆိုတော့တစ်နှစ်ပတ်လည်လောက်ကဖြစ်သွားတယ်မပြောက်ပါဘူးအဲ့တော့ကျွန်တော်ပြောချင်တဲ့အရာကအင်္ဂလိပ်ဆေးတနည်းအားဖြင့်ဆေးရုံကြီးတွေမှာသမားတော်တွေခွဲစိတ်တွေနဲ့တက်ရောက်ခွဲစိတ်ကုသမှုခံယူတာမပြောက်ဘူးလို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒါကဆေးရုံတွေရဲ့ညံ့ဖျင်းမှုဆေးတွေရဲ့လိုအပ်ချက်ခွဲစိတ်ပေးတဲ့သမားတော်ဆရာဝန်ကြီးတွေရဲ့ညံ့ဖျင်းမှုလိုအပ်ချက်တစ်ခုမှမဟုတ်ပါဘူးမဟုတ်ဘူးကျွန်တော်မှအနာရှိတယ်ဒီအနာနဲ့ဆေးလေးကမတွေ့သေးတာပေါ့ဗျာနော်ဗမာလိုပြောရင်အနာနဲ့ဆေးလေးမတွေ့သေးတာပါသူတို့တော်ပါတယ်တကယ်တော်တဲ့လူတွေပါလူသက်ပေါင်းများစွာကိုကတင်ခဲ့တဲ့ဆေးရုံဆေးကန်းတွေဆရာကြီးတွေဖြစ်ပါတယ်ခွဲစိတ်သမားတော်ကြီးတွေဖြစ်ပါတယ်လက်ရှိလက်သူတို့ကတကယ်လှုပ်ဆောင်နေတဲ့သူတွေကုသမှုခံယူကုသနေတဲ့သူတွေဖြစ်ပါတယ်တကယ်တော်တဲ့သူတွေပါများစွာသောသူတွေသူတို့ကတင်ခဲ့ပါတယ်ပြောချင်တာကသူတို့ကိုကျွန်တော်အဖြစ်တပြားသားမှမပြောပါဘူးတကယ်တော်ပါတယ်ဒါကတော့ကျွန်တော်ကကိုယ့်ရဲ့ဝေဒနာနဲ့ကိုဒီလိုဖြစ်တယ်ပေါ့နော်ဒီခါကျတော့ဒါကျွန်တော်က8နှစ်9နှစ်ပတ်လည်လောက်ဖြစ်သွားပြီဟိုအဲ့ခါကျတော့ကျွန်တော်လည်းပြောမယ်ဆိုရင်စိတ်ကလေးထဲမှာတော်တော်လေးကိုစိတ်ပြက်မိပါတယ်ဒါရိုးသားကျွန်တော်ဝန်ခံတာပါစိတ်တော့မကုန်သေးပါဘူးအဲ့တော့ဒီနာကိုဒီဂင်ဂျီနာကိုဘယ်လိုနီးလန်းနဲ့မြန်ပြောက်မလဲဘယ်ဆေးနဲ့မြန်ပြောက်မလဲဘယ်လိုပုံစံနဲ့မြန်အမြင့်ပြတ်နိုင်မလဲဆိုတော့ကျွန်တော်ကလေ့လာတယ်စုံစမ်းတယ်အဲ့တော့ကျွန်တော်ကလူမှုကွန်ရက်လို့ပြောတဲ့ social network เนาะဒီ Facebook ကျွန်တော်ဘာမှမတာ Facebook ကတော်တော်များများသုံးကြပါတယ်လူတွေတန်းနဲ့ချီပြီးသုံးနေတာเนาะဆိုတော့ဒီ Facebook လေးကိုကျွန်တော်သုံးတဲ့အခါကျတော့ line ပေါ်မှာဗာလေးတွေ့လဲဆိုရင်เนาะမြန်မာတိုင်းရင်းစေးတိကောင်းစရာများဆိုတဲ့ group လေးတစ်ခုကိုတွေ့ပါတယ်တွေ့တဲ့အခါမှာကျွန်တော်ဝင်ကြည့်တဲ့အခါမှာဒီလိုပဲပေါ့လေเนาะဒီလူမှုကွန်ရက်မှာ social network မှာ Facebook မိတ်ဆွေတွေက
ပြောကြဆိုကြတာတွေနော်စေနီလေးတွေပေးကြတာတွေယောဂလေးတွေတွေ့တဲ့အခါကျတော့ကျွန်တော်ကဒီ group လေးကို join လိုက်တယ်ဝင်လိုက်ပြီးတော့မှကျွန်တော်ကကျွန်တော် state လေး post လေးတစ်ခုတင်တယ်လက်ကောင်းဂင်းကြီးနာအဓိကတော့ကျွန်တော်လက်ကောင်းဖြစ်တာမဟုတ်ဂင်းကြီးနာတော့ဂင်းကြီးနာကိုအမြင့်ပြတ်အောင်ကုသနိုင်တဲ့ဆေးကုသနိုင်တဲ့ဆရာရှိရင်ညွှန်ကြပါလို့ကျွန်တော် state လေးတင်လိုက်တဲ့အခါမှာကျွန်တော် post အောက်မှာများစွာသောမိတ်ဆွေတွေကလာရောက်ပြီးမှန်ကြပါတယ်ဒါစိတ်မိတ်ဆွေတွေပဲပေါ့ဗျာနော် line ပေါ်ကမသိဘူးမမြင်ဘူးတဲ့သူတွေပါကျွန်တော် official သုံးတဲ့ account ရှိတယ်ကျွန်တော်မှာ account ခိုင်ရမှာရှိပါတယ်ဆိုတော့အဲ့ထက်ကလူတွေတောင်မပါဘူးနော်ဒီလိုပဲအတွေ့အကြုံအသိစမ်းများတဲ့လူတွေကအဲ့တော့ကျွန်တော်ဒါလေးကိုတစ်ဆင့်လေ့လာရင်ဟိုလူမေးဒီလူမေးဖုန်းနံပါတ်လေးတွေအဆက်အသွယ်လေးတွေနောက်ပြီးတော့ဒီ messenger နော် chat box ကနေပြီးတော့တွားပြီးတော့မေးတာလေးတွေနဲ့ဆိုတော့တစ်ဆင့်ကျွန်တော်သိလာတော့ကျွန်တော်ရိုးသားဝင်ခံမယ်ကျွန်တော်ဆေးဆရာ၄ယောက်တိတိကျွန်တော်မေးပါတယ်ဘုံရွာဘက်ကနေကျွန်တော်မေးတယ်ဘုံကသာဘက်ကနေကျွန်တော်မေးတယ်နော်ဒီလိုအဆင့်လေးမေးနေနောက်ဆုံးမှာအတွေ့အကြုံလေးရှိခဲ့တဲ့သူတွေပျောက်ကင်းခြင်းကိုလည်းကိုယ်တိုင်ခံစားခဲ့တဲ့သူတွေအဆက်အသွယ်တွေရပြီးတော့ဖုန်းနံပါတ်တွေတစ်ခုရပြီးတော့အခုစကိုင်းတိုင်းဒေသကြီးရှေဘုံမြို့နယ်ကြားရွာမှာရှိတဲ့အဘိဓမ္မာတောင်သာစေးသမားတော်များအဖွဲ့ချုပ်အောက်ကစေးသမားတော်ဆရာကြီးဒီကောင်းတဲ့ဂင်းကြီးနာအထုခုဆရာဦးညီညီအောင်ရဲ့ပွင့်သစ္စာစီကံကိုရောက်လာပြီးတော့ကျွန်တော်ကုသမှုခံယူပါတယ်ကျွန်တော်ပြောလိုက်ပါမယ်နော်ကျွန်တော်ပြောလိုက်ပါမယ်တပတ်ခုနှစ်ရက်အတော်တွင်မှာစနစ်ညီပါခံစားခဲ့ရတယ်ကျွန်တော်ဝေဒနာကပျောက်ကင်းကျမ်းပါချမ်းသာခြင်းရပါတယ်လို့ဆိုတော့ဒါရင်မဲလားတဲ့ကျွန်တော်ဒီမှာရောက်တဲ့အခါအဲ့တော့စိတ်ကူထုံးလေးတော့ရှိတယ်ပေါ့ဗျာစိတ်ကူထုံးလေးကတော့ဒါကျွန်တော်တို့ဗမာနိုင်ငံရဲ့ဗမာပြည်ရဲ့အဘိဓမ္မာတောင်သာစေသမားတော်များအဖွဲ့ချုပ်ရဲ့ညွှန်ကြားမှုနဲ့စေသမားတော်များအဖွဲ့ချုပ်ရဲ့ညီစနစ်လေးတွေရဲ့အောက်မှာဒီဂင်ဂျီနာအထုခုစေသမားတော်ကြီးဆရာဦးညီညီအောင်ကသူ့မှာရှိတဲ့ဒါကျွန်တော်တို့နည်းနည်းလေးကျွန်တော်ပြောချင်တယ်နော်အင်္ဂလိပ်လိုသူ့မှာရှိတဲ့ talent နော် talent ဆိုတာလူရဲ့ပင်ကိုဗီဇအစွမ်းတတ္တိစွမ်းရည်တတ္တိနော်သူ့မှာရှိတဲ့ talent လေးနဲ့သူ့မှာရှိတဲ့ဖြတ်ထိုးဉာဏ်လေးနဲ့သူကိုယ်တိုင်ဖော်ဆက်တဲ့နော်ဒါပြောကြခြင်းဆိုကျွန်တော်ဒီလိုလေးပြောချင်တယ်ဗျဖျားပေးဆေးပေါ့ဗျာနော်ဆိုတော့သူကိုယ်တိုင်ဖော်ဆက်တဲ့ဒီဆေးမုံလေးတွေဆေးတောင်လေးတွေဓာတ်ဆေးလေးတွေနဲ့သူ့ရဲ့ကုထုံးနဲ့သူကုသပြီးတော့မှပျောက်ကင်းကျန်းမာခြင်းကိုရပါတယ်ဒီနေရာမှာရန်ကုန်မန္တလေးဟိုးအောက်တနင်္သာရီပြိဿကောတောင်ထားတနင်္သာရီအပေါ်ဘက်မှာမြကြီးနာဖားကန့်စိုင်းတောင်လုံခင်းစင်ကာပူမှာအလုပ်လုပ်ပြီးတော့เนาะစင်ကာပူကတော့ကျွန်တော်တို့ဒီ health insurance တွေကဒါများတယ်ဗျာเนาะဆိုတဲ့အခါကျတော့စင်ကာပူမှာအလုပ်လုပ်ပြီးတော့ဒီသတင်းကိုကြားပြီးတော့ line ပေါ်ကနေပဲစင်ကာပူကနေပြန်လာပြီးတော့မှအမေသင်ဘက်ကပြန်လာပြီးတော့မှလာကုတဲ့ပျောက်ကင်းသွားတဲ့လူနာထိုင်းမှာအလုပ်လုပ်ပြီးတော့မှလာကုပျောက်ကင်းသွားတဲ့လူနာမလေးရှားမှာအလုပ်လုပ်ပြီးတော့မှလာကုပျောက်ကင်းသွားတဲ့လူနာများစွာကိုကျွန်တော်မျက်မြင်ကိုတွေ့ရပါတယ်အခုလောလောဆယ်ကျွန်တော်ရန်ကုန်မှာလာတဲ့ညီကိုလေးတွေဒီမှာရှိတယ်နော်တော်တော်များများလေးရန်ကုန်ကနေကိုကျွန်တော်လာကူကြတာအခုကျွန်တော်ဒီ lift လေးကိုကူညီပြီးတော့လွှင့်ပေးနေတဲ့ညီလေးဆိုရင်လည်းရန်ကုန်ကဖြစ်တယ်လှည့်လိုက်ပါဦးနောက်နောက်လှည့်ဒါကျွန်တော်တို့ရဲ့နော်ဒါကျွန်တော်တို့ရန်ကုန်ကနေလာတဲ့ဒါကျွန်တော်တို့ညီကိုနော်ညီကိုဖြစ်တယ်ဒါကြွားတယ်ကြာပြီရတော်လေးနဲ့ဘယ်နောက်လာဒါဆိုရင်ကျွန်တော်တို့ဒါလုတ်ခင်းကနေလာတဲ့ဆီယာမဖြစ်တယ်နော်အပြင်ကျွန်တော်တို့ကိုယ်ပိုင်ချက်တန်းကျောင်းမှာသင်ကြားပေးနေတဲ့ဘာသာပြဆီယာမဖြစ်တယ်ကလေးတွေကို10တန်းထိသင်ကြားပေးနေတာဖြစ်တယ်ဒီဘက်မှာညီငယ်လေးတယောက်ရှိတယ်ဒါကျွန်တော်လုတ်ခင်းကနေပဲလာပါတယ်ခန္တီနော်ခန္တီစောနွဲကျော်လင်းဖြစ်ပါတယ်နောက်မှာလှည့်လိုက်ပါအောင်ဒါဒီနေ့ပဲကြောက်တယ်နော်ကျွန်တော်ရန်ကုန်ကနော်ဖြစ်ပါတယ်လို့ဒီချုံးဝေးစားဦးမဟုတ်ဘူးလို့ပြည့်နေတယ်ဆိုတော့ပြောချင်တာကလေအနေနဲ့ရရကနော်အနေနဲ့ရရကအယုတ်အလတ်အမြတ်မရွေးလူမျိုးမရွေးဘာသာမရွေးဥစဉ်တွေရှိတယ်အခုအိမ်ပေါ်မှာဥစဉ်တစ်ပါးလာရောက်ပြီးတော့နော်ဒီလက်ကောင်းကုသမှုခံယူနေပါတယ်ဒီ live ကိုကြည့်နေတဲ့မိတ်ဆွေတွေတွေ့ပါလိမ့်မယ်လွန်ခဲ့တဲ့3-4-5လဥစဉ်လေးတစ်ပါးဒီမှာလာတာအဲ့ဥစဉ်လေးဆိုရင်အိုးစိတ်နီးတွေစုံပြီးတော့မှကျွန်တော်တွေ့လိုက်တယ် line ပေါ်မှာလေနော်ဟိုစိတ်ထဲတော့တမျိုးမထားပါနဲ့ကျွန်တော်ဒါလေးနည်းနည်းပြောပြရစီအဲ့ဥစဉ်လေးကသူကိုယ်တိုင်ပြောတာ
လူရိုးတောင်တွေးပြီးတောက်ခဲ့တယ်တဲ့သူခင်ဗျာလည်းပျောက်ချင်လုံးလို့မပျောက်ရှာဘူးဗျာဒီမှာရောက်လာတယ်ဒီစေကမှာရောက်လာတယ်ကျွန်တော်တို့ဆေးဆရာကြီးနဲ့တွေ့တယ်ပျောက်ကင်းကျမ်းမာခြင်းကိုရပါတယ်ဒီလိုကျွန်တော်ပြောနေတဲ့အခါလေးခဏလေးကျွန်တော်ပြောပါအောင်မယ်ဒါကျွန်တော်တို့ရဲ့သမားတော်ကြီးနော်ဆေးဆရာကြီးဦးနော်ဆေးဆရာဦးညင်ညင်အောင်ဖြစ်ပါတယ်လို့နော်ဒါဦးညင်ညင်အောင်ပါနော်ဆိုတော့အဲ့တော့ဒီဘက်ကကျွန်တော်ပြောပါအောင်မယ်ကျွန်တော်နဲ့ဦးညင်ညင်အောင်ကဘာမှမတော်ဘူးရုပ်ကိုကြည့်အောင်နောက်ဆိုတော့ကျွန်တော်သူ့ကိုကြားလည်းမကြားဘူးသိလည်းမသိဘူးနော်သိလည်းမသိဘူးဆိုတော့ဒီ line ပေါ်ကနေပဲတွေ့ပြီးတော့မှဒါအဆက်ဆက်လေးရပြီးတော့မှလာတဲ့အခါမှာတောက်ရင်းချမ်းချမ်းသာခြင်းကိုရတာဆိုတော့ကျွန်တော်ကဒါလေးကိုဘာကြောင့်ပြောတာလဲဆိုရင်အခုကျွန်တော်ပြောတဲ့ရည်ရွယ်ချက်ဆိုတာစောစောပြောတဲ့ရည်ရွယ်ချက်ဆိုတာကျွန်တော်ဒါလေးကိုဘာကြောင့်ပြောတာဆိုကျွန်တော်ကိုယ်တိုင်ခံစားရတာအသေးခိုက်အောင်နာကျင်တဲ့ဝေဒနာကိုခံစားရတာလုပ်ငန်းလုပ်စီးပွားရှာဘာသာတရားလေးလုပ်ဖျားတရားလေးလုပ်ဒီအနောက်ရှက်လူမှုရေးမှာလည်းအနောက်ရှက်ဖြစ်တယ်စီးပွားရေးမှာလည်းအနောက်ရှက်ဖြစ်တယ်ဘာသာရေးမှာလည်းအနောက်ရှက်ဖြစ်တယ်ရှုထောင့်မောင်းစုံမှာကိုအနောက်ရှက်ဖြစ်တာအဲ့တော့နောက်ဆုံးကျွန်တော်ကလေ့လာတယ်နော်ကျွန်တော်လေ့လာတယ်ဆိုတော့ကျွန်တော်အကြောင်းတော့ပြောတော့ပါဘူးဗျာထားလိုက်ပါတော့နော်လေ့လာဟိုမှာစာဖတ်ဒီမှာစာဖတ်ဆရာဝန်တွေပြောတဲ့ဟာကိုနားထောင်လိုင်းပေါ်မှာတွေနော်ဒီ17 news tv ကနေလာတဲ့ဆရာဝန်ကြီးဆိုပြောတဲ့ဟာတွေနားထောင်တဲ့အခါမှာဒီယောဂဝေဒနာဟာရေရှည်မကောင်းလာဘူးဗျနော်အဲ့တော့ယောဂကိုမွေးထားသလိုမဖြစ်ပါစေနဲ့ဒီ lift လေးကိုကြည့်မိတဲ့သူတွေကကြည့်နေတဲ့သူတွေကတဆင့်တခြားမကြည့်မိတဲ့သူတွေကပြောပြပါလေကောင်းတဲ့ဂင်ဂျီနာကြာကြာထားတာမကောင်းပါဘူးနော်ကြာလာတဲ့အခါမှာသူ့ရဲ့အကျိုးသက်ရောက်မှုတွေများစွာဖြစ်ပြီးတော့မှလူကိုအသက်အန္တရာယ်လောက်ထိပေးနိုင်ပါတယ်ရှိနိုင်ပါတယ်ဆော့ကျွန်တော်ပြောခဲ့သလိုပဲကဏ္ဍပေါင်းစုံမှာလည်းအနောက်ရှက်တွေအများကြီးဖြစ်ပါတယ်လို့နော်အဲ့တော့ကျွန်တော်ကတော့ထောက်ခံချက်ရာနှုန်းပြည့်အပြည့်အဝပေးချင်တာဟာစကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့နယ်ကြားရွာမှာရှိတဲ့အဘိဓမ္မာတောင်သာစေသမားတော်များအဖွဲ့ချုပ်လက်အောက်ခံစေကုတံဖွင့်လိုင်စင်အမှတ်ခါကွင်းမြင်းဆောင်9005ခွန်3935ပါနော်ခွန်3935လေကောင်းတဲ့ဘရင်ကြီးအထုကုသမားတော်ကြီးစေသမားတော်စေဝိဇ္ဇာသမားတော်စိုက်ကြီးဦးညင်ညောင်ပွင့်သစ်စစေကံလာရောက်ပြီးတော့မှအကူညီတောင်းခံကုသလို့ရပါတယ်လို့ကျွန်တော်တို့ကဒီနေရာလေးကတော့တောရွာလေးဗျာရှင်ပွင့်လင်းပြောမယ်ဆိုတော့တောရွာလေးပါနော်ဒါပေမဲ့အခုတော့မြို့လေလိုင်းရကွန်ကရစ်လမ်းတော့ခင်းထားတယ်ဗျာနော်စေကံရှိတီအိမ်ရှိတီကားရောက်ပါတယ်ကားဝင်လို့ရပါတယ်ကျွန်တော်ဒီမှာမိသားစုလိုပါပဲကျွန်တော်တို့ရဲ့သမားတော်ဆရာကြီးကလေကျွန်တော်တို့လေအမလေးကျွန်တော်က line ပေါ်သူ့ဆက်သွယ်တော့ဆရာကြီးဆိုတော့ဆရာကြီးပေါ့ဗျာနော်ဒီရောက်မှာကိုညီလိုကိုလိုဖြစ်နေတဲ့နော်လူတိုင်းကိုသူကကြောသားရင်သားမခွဲကြစေးဆရာကြီးလို့တော့ပြောတာကျွန်တော်ပြောမယ်နော်ပညာကတော့တကယ်ကိုတော်တဲ့စေးဆရာကြီးပါဗျာဒါပေမဲ့သူ့မှာလေဆရာကြီးဆိုတဲ့ဟဲ့ရဟန်ရမင်းရမောင်းရမရှိအားလုံးကိုတပြင်းကြီးညီကိုတွေလို့ကြည့်ရှုစောက်ရှာပြီးတော့မှကုသမှုပေးနေတာပါအမျိုးသမီးတွေတွေ့လားမိန်းကလေးတွေတွေ့လားအပြိုလေးတွေတွေ့လားအပြိုပေါက်တွေ့လားအတော်ကြီးတွေတွေ့လားရှိပါတယ်ကျွန်တော်တို့ဆရာကြီးရဲ့ဇနီးတဲ့ဆရာမကြီးမှနည်းနည်းလေးနောက်မှာအလုပ်လေးရှုပ်နေလို့အလုပ်လေးရှုပ်နေလို့ဗခဏနေကျွန်တော်အစုံလေးမှာခေါ်ပါမယ်နော်ဆိုတော့ဒီဘက်ခန်းလေးမှာနေသွားတယ်ရပြီဒီဘက်ခန်းလေးမှာနေသွားတယ်ကျွန်တော်တို့ရန်ကုန်နားလေးကဖျားကြီးရလာဖျားကြီးရလာနော်အဒီနာမည်ကဘကိုးဖျားကြီးရလာတာနော်ဒေါ်မိမိဖြူတဲ့သက်58နှစ်ရှိပြီလေကောင်းဝေဒနာဖြစ်တာ20ကျော်နီးပါးသူပြောတယ်ကျွန်တော်ဒီမှာတော့ခုံတန်းလေးမှာထိုင်ပြီးတော့လေလက်ကလေးတွေမှာလက်ပြားလေးတွေမှာတော့ဒီလက်သေးလေးတွေမှာသွေးမရှိတော့တစ်ချိန်လုံးယိုနေတာဟုတ်ဗျာသွေးရနော်ခင်ဗျာမှာ20ကျော်ခံစားရတာဒီမှာရောက်လာတာအဲ့ဒါနေသွားတယ်ဟိုတော်တော်ကတော့သတင်းကျုပ်ဆိုတော့ကလမတ်တွေကခက်တဲ့အခါကျတော့2ရက်3ရက်ပုံနေသွားတာ8ရက်ဗျာ8ရက်နော်အကောင်းပကတိအမေကပြီးတော့ပြန်သွားတာစိုက်ကလေးပါလေးစီးပြီးဇနီးမောင်နှံ2ယောက်လာပါတယ်လို့နော်အဲ့တော့ကျွန်တော်ကဒါလေးကိုပြောချင်တာပထမပိုင်းလေးဒုတိယပိုင်းလေးကျွန်တော်ပြောချင်တယ်တချို့ကနော်ဒီ line ပေါ်မှာဒါမှမဟုတ်တဆင့်စကားနဲ့တဆင့်ဟိုဒီဆရာကြီးဦးညီညာနော်အကြောင်းကိုနော်ကျွန်တော်ဒီစကားလေးနဲ့တော့ပြောပြရစီနော်ကျွန်တော်တင်ပြီးတော့လည်းတောင်းပန်ပါတယ်အားလုံးနည်းလေးသိခံခွင့်လို့ပါလို့နော်တချို့ကပြောတာညီအောင်ဆိုတဲ့လူဘာကွာညာကွာဟိုလိုကွာဒီလိုကွာဝေဖန်တာလေးတွေနော်ပြစ်တင်တာလေးတွေလက်ညှိုးထိုးတာလေးတွေရှိတယ်နော်ကြားပါတယ်တွေ့ပါတယ်ကျွန်တော်တို့လည်းနော်ဒါမမြင်ခင်မတွေ့ခင်တည်းကအဲ့တော့ကျွန်တော်ဒါလေးတစ်ခုကိုပြောချင်တာလို့နော်ဆိုတော့ကြည့်ပေးပါနော်ကြည့်ပေးပါ
这边的是，这个压力要强，这个下来，这个里面看，用经济来讲。现在是没了。အဲ့တော့ကျွန်တော်ဒါလေးတွေကိုဘာလို့ပြတာလဲဆိုတော့ဒါလေးတွေကတက်သေးဗျနော်တက်သေးဆိုတော့နှုတ်တရားစာတစ်လုံးနဲ့ဒါမိတ်ဆွေများလည်းအားလုံးသိပါတယ်နော်နှုတ်တရားစာတစ်လုံးဒီ certificate တွေတနည်းအားဖြင့်ပြောရင်နော်သင်တန်းဆင်းလက်မှတ်တွေအသိမှတ်ပြုလက်မှတ်တွေဒီအရာတွေကဟိုလမ်းဘေးမိတ်တူဆိုင်မှာသွားပြီးတော့ group ဆိုတော့250ပေးပြီးတော့မှကွန်ပျူတာစာစီပြီးလိမ့်ထားတဲ့ဟာတွေမဟုတ်ဘူးနော်လိမ့်ထားတဲ့ဟာတွေမဟုတ်ဘူးဒီအရာတွေကကျွန်တော်ဗမာပြည်မှာအဘိဓမ္မာတောင်သာစေသမားတော်များအဖွဲ့ချုပ်ကနေပြီးတော့ဆရာကြီးကသင်တန်းသွားတက်တယ်သင်တန်းဆင်းထားတယ်အဖွဲ့ချုပ်မိဖုရားဆရာတွေအဖွဲ့ချုပ်ဥက္ကဋ္ဌတွေဒုဥက္ကဋ္ဌတွေအတွင်းရေးမှူးတွေသမားအဆင့်ဆင့်ရဲ့တရားဝင်ခွင့်ပြုချက်စေကုသခွင့်တရားဝင်သင်တန်းဆင်းလက်မှတ်သင်တန်းတရားဝင်စေဝိဇ္ဇာလက်မှတ်တွေနဲ့ဒီဆရာကြီးကလူတွေရဲ့အသက်ပေါင်းများစွာယောဂဝေဒနာပေါင်းများစွာကိုကုသကဲ့တင်ပေးနေတဲ့ဆရာကြီးဖြစ်တယ်ဆိုတာကိုသက်သေလေးအနေနဲ့ကျွန်တော်ကပြောပြတာဖြစ်တယ်နော်ဆိုတော့ဒါလို့ဆိုရင်စဉ်းစားတတ်တဲ့တွေးခေါ်တတ်တဲ့ဝေဖန်ပိုင်းချက်တတ်တဲ့မိတ်ဆွေတွေကဒါလို့ဆိုရင်တော့သိပါတယ်လို့နော်ဒါလေးကိုကျွန်တော်ကပြောပြချင်တယ်ဟုတ်ပြီနော်ဆိုတော့အများကြီးပါနော်ဒီမှာကျွန်တော်တို့ကုသမှုခံယူတဲ့အရာတွေဆေးလေးရှိတယ်အခုလေကျွန်တော်ဗမာပြည်မှာလေသမ ्या နီဆိုတဲ့ဆေးလေးကတော်တော်လေးနေရာတိုင်းမှာထင်ပေါ်ပါတယ်ထုတ်ပေါက်ပါတယ်ဆရာကြီးကကိုယ်တိုင်သမ ्या နီကိုယာနှုံးပြည့်သမ ्या နီဖော်ဆက်ထားတဲ့ဆေးလေးအဖူအကျိတ်တွေအတွက်အထူးဖြင့်ကျွန်တော်ဒီလက်ကောင်းကင်းကြီးတွေအတွက်နော်ဆရာကြီးကိုယ်တိုင်ဖော်ဆက်ထားတဲ့ဆေးကျောင်းကိုယ်တိုင်သုံးဆွဲနေပါတယ်ရှိပါတယ်နော်ဆိုတော့တက်သေးတာကဘောင်းစုံလူနာပေါင်းများစွာပျောက်ကင်းချမ်းမှာချမ်းသာသွားတဲ့သူတွေများစွာတစ်နေ့ဖုံးကဆရာထိုင်နေဖုံးတခါလူနာကြည့်နေတဲ့ဆေးတဲ့နဲ့ဖုံးကဝင်ဆိုတော့များစွာဒီຢာတွေနဲ့ရှိတယ်ဆိုတာလေးကိုကျွန်တော်ကမေတ္တာနဲ့မျှဝေချင်တာအဓိကကတော့ကျွန်တော်ကဲ့သို့ဝေဒနာခံစားနေရတဲ့သူတွေဒီနာလေးကနေလွတ်မြောက်ပါစေဒါမေတ္တာစေတနာကြီးတသက်နဲ့ပါဒီနာလေးကနေလွတ်မြောက်ပြီးတော့မှလူငွေရေးကဏ္ဍမှာစီးပွားရေးကဏ္ဍမှာချမ်းသာရေးကဏ္ဍမှာဘာသာတရားရေးဖျားရေးတရားရေးကဏ္ဍမှာအနောက်ရှက်ကင်းနဲ့ကိုချမ်းမှာစိတ်ချမ်းသာဝိညာဉ်ရှင်လန်းဝမ်းမြောက်ပြီးတော့မှဘဝအသက်တာလေးကိုရှောက်လန်းရှင်သန်ဖို့အတွက်ဆိုတဲ့စေတနာလေးနဲ့ကျွန်တော်ကဒါလေးကိုတက်တည်ပြောပြတာပါတရားလေးကိုနောက်ဆုံးကျွန်တော်ပြောချင်တယ်ကျွန်တော်ခရစ်ယာန်ဘာသာဝင်တယောက်ပါဒါလူအလုံးရဲ့နားလည်အောင်ပြောလိုက်တဲ့စကားပေါ့ဗျာကျွန်တော်ခရစ်ယာန်တယောက်ပါအဲ့တော့ကျွန်တော်ပြောမယ်ခရစ်ယာန်ယုံကြည်သူများလေကျွန်တော်ပြောမယ်ဗမာပြည်မှာเนาะကျွန်တော် evangelical အတိုင်းဝိုင်းမှာအေဝံဂေလိအတိုင်းဝိုင်းမှာကျွန်တော်မသိတဲ့လူဟာရှားပါတယ်သိကြပါတယ်တော်တော်များများเนาะဘာလို့လဲဆိုတာဟုတ်ပြီဆိုတော့ကျွန်တော်ပြောပါမယ်ဆရာကြီးကဘာသာရေးနဲ့ပတ်သက်ပြီးတော့မန်းတာမှုတ်တာရေမန်းနေဟိုဟာတွေဒါဘာမှမရှိဘူးเนาะဆရာပယောကမကူဘူးနော်ပယောကမကူဘူးအထက်လမ်းနေအောက်လမ်းနေမကူဘူးပယောကမကူဘူးဆရာ तू ကဘုရားဘာသာဝင်ဖြစ်တယ် तू သင်ချတက်မြောက်လာတဲ့စေးနီးနဲ့ဒါလေဒီတိုင်းရင်စေးအဘိဓမ္မာတောင်တာစေးသမားတော်များအဖွဲ့ရဲ့အဘိဓမ္မာတောင်တာစေးနီးစစ်စစ်နဲ့ဒါလင်းလူနာတွေကိုကုသပြီးတော့ပျောက်ကင်းချမ်းသာပြီးကဲ့တင်နေတာဖြစ်တယ်ဒါကြောင့်မလို့လူမျိုးမျိုးဘာသာမျိုးလာရောက်ပြီးတော့မှကုသနိုင်ပါတယ်ကချင်ကင်းကရမွန်ဗမာရခိုင်ရှမ်းတရုတ်ကလားဟိန္ဒူဘုရားဘာသာခရစ်ယာန်မွတ်စလင်ဟိုတလားတော့တောင်ကြီးอ่ะဂေါရခါလေးလူပြိုလေးနော်ဟိန္ဒူဘာသာဝင်ဂေါရခါလေးလာရောက်ပြီးတော့မှခုတာတယ်ခံယူတယ်နော်ဆိုတော့ပျောက်ကင်းချမ်းသာသွားပါတယ်တရုတ်လူမျိုးလာတယ်ကိုပင်ရနေပြီးတော့မှနော်ပျောက်ကင်းချမ်းသာသွားပါတယ်အဲ့တော့တခုလေးကျွန်တော်ပြောချင်တယ်ပြောရင်းနဲ့နော်တချို့ကအခုမေးခွန်းလေးတွေရှိလိမ့်မယ်ဘလို့ကုတာတော့လက်ကောင်းဆိုတော့လှီးတာလားဖြတ်တာလားအသေးကွင်းနဲ့ပြစ်တာလားဟိုလိုလောက်တာလားဂင်းကြီးဆိုတော့ခွဲတာလားစိတ်တာလားအမြင့်တွေဖြတ်ပြစ်တာလားတခုမှမလုပ်ပါဘူးလို့
လက်ကောင်းကိုမလီးမဖြတ်မခွဲမစိတ်ခင်းကြီးနာကိုမလီးမဖြတ်မခွဲမစိတ်ဆရာကသူ့ရဲ့ talent သူ့ရဲ့စွမ်းရည်တတ္တိသူ့ရဲ့နော်ဒီဉာဏ်ပညာလေးနဲ့ရထားတဲ့စိတ်နည်းလေးတွေနဲ့ဒီကုသတဲ့အခါမှာကျွန်တော်တို့အမြင့်နော်ခင်းကြီးနာဆိုရှိတဲ့အမြင့်လက်ကောင်းဆောင်ရင်ထွက်လာတဲ့အမြင့်ကိုသူ့ရဲ့စိတ်နည်းလေးနဲ့ပဲတပတ်လွန်ကြုံရမှာရှိရဲ့ကာလအတော်တွင်းထဲမှာအမြင့်ကိုနှုတ်အရှင်းပြောက်ကင်းချမ်းမအောင်ကုသပေးတဲ့ဆရာဖြစ်ပါတယ်ဆိုတော့စိတ်နည်းလေးနဲ့အမြင့်တွေနှုတ်တယ်လက်ကောင်းကိုဆွဲတယ်ဆိုတော့အနာတော့ရှိတာပေါ့ဗျာဒီနာလေးကသူပေးလိုက်တဲ့စေသူညွန်ကြတဲ့စိတ်နည်းတိုင်းမိမိအိမ်မှာပြန်ပြီးတော့မှတလဆိုတဲ့ကာလတော်တွေမှာအနာကျင့်အသားကိုပြည့်ပြီးတော့မှလူများစွာပြောက်ကင်းချမ်းပါပြီးတော့မှကဏ္ဍအသီးသီးမှာတကယ်ပဲစိတ်လက်ချမ်းသာစွာနဲ့လောကကြီးမှာဆက်ပြီးအသက်ရှင်ကြရတယ်ဒါကိုတက်သိလေးနေနဲ့ကျွန်တော်ကပြောပြချင်တာဖြစ်ပါတယ်လို့အားလုံးအနာရောဂါကင်းဝေးပြီးတော့မှဘေးပြာကင်းရှင်းလဲခန္ဓာချမ်းသာစိတ်ချမ်းသာဝိညာဉ်ရှင်လန်းဝမ်းမြောက်ပြီးတော့မှကြံသမျှအောင်စောင့်သမျှမြောက်ပြီးလောကမှာအောင်မြင်ပေါက်မြောက်ကြတဲ့သူတွေဖြစ်ကြပါစေဗျာဘုရားသခင်အရောက်တိုင်းပေါ်မှာကောင်းချီးပေးပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာStop it. ဒါပါလေအဲ့ဒါပါလေ finish